မင်္ဂလာပါရှင်ကျမက digital business ကိုဘာကြောင့်ဝင်အောင်လုပ်ကြရတာလဲဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့အမလာရောက် sharing ခြင်းလုပ်ပေးခြင်းဖြစ်ပါတယ်ကျမသည်အနာဂတ် agent ဖို့အတွက်အနာဂတ်မှာအဆင်ပြေဖို့အတွက်ကောင်းကောင်းမွန်မွန်နေနိုင်ဖို့အတွက်ကျမရဲ့ mindset ကို mind dress ကိုချိန်ပြီးတော့မှဒီ digital online business အလုပ်ကိုဝင်ရောက်လုပ်ကြခြင်းဖြစ်တယ်ဘာကြောင့်လုပ်ကြလဲဆိုရင်ကျမကအသက်ကြီးလာတယ်အသက်ကြီးတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့နောက်ရည်အေဂျင့်ဖို့အတွက်အိမ်ကနေအေးစီအလုပ်လုပ်နိုင်ဖို့အတွက်ဒီ digital business ကိုကျမကဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်တယ်ဒီ digital business လုပ်ငန်းမှာဆိုလို့ရှိရင်ကျမတို့လိုဘွဲ့ဒီဂရီလက်မကိုမရထားပေမဲ့လည်းလုပ်ကိုင်လို့ရတဲ့လုပ်ငန်းဖြစ်တယ် ESK 25ရာခိုင်နှုန်းနဲ့ကွန်ပျူတာလေးအခြေခံတတ်ထားရုံနဲ့လည်းလုပ်ကိုင်လို့ရတာဖြစ်တယ်ပြီးတော့ကျမတို့မှာဆိုလို့ရှိရင်ဒီ internet ဖုန်း laptop လေးရှိုံနဲ့လည်းလုပ်လို့ရတာဖြစ်တယ်ဒါပေမဲ့ကျမတို့ digital business လုပ်ငန်းသည်တာမန်လုပ်ငန်းလိုမျိုးကိုဖုန်းနံပါတ်တစ်ခုတည်းနဲ့ဝင်ရောက်လုပ်ကိုင်လို့ရတဲ့လုပ်ငန်းမဟုတ်ဘူးဒီလုပ်ငန်းမှာဆိုလို့ရှိရင်တကယ်တိကျမှန်ကန်ပြီးတော့မှကိုယ်မှာတက်တည်အထောက်ထားရှိရင်လုပ်လို့ရပါတယ်ကျမတို့မှာဆိုဘာတွေလိုအပ်လဲဆိုလို့ရှိရင် passport visa work permit ဒီ ID စီးဖို့လိုတယ် ID တွေစီးမယ်ဆိုလို့ရှိရင်ပေါ့နော်ဝင်ရောက်လုပ်ကိုင်လို့ရပါပြီ ID တွေမရှိဘူးဒီဖုန်းနံပါတ်လေးပေးရုပ်လေးနဲ့ email လေးပေးရုပ်လေးနဲ့လုပ်လို့ရတဲ့လုပ်ငန်းမဟုတ်ပါဘူးကြည့်ရင်တော့တာမန်လုပ်ငန်းပါပဲဒါကျမတို့လုပ်ငန်းဒီကမ္ဘာကောဘယ် digital လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်အရန် flexible ဘယ်လိုပြောမလဲအရန်တိကျမှန်ကန်ပြီးအမကန်ချက်စီတဲ့လုပ်ငန်းဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုအမကလာရောက်ဝင်မြပေးခြင်းဖြစ်တယ်အမသည်ပထမဆုံးအဆင့်အနေနဲ့ကအမသည်ဘာမှမသိနားမလည်ခဲ့ပါဘူးဒါပေမဲ့အမတို့ရဲ့ digital လုပ်ငန်းသည်မသိနားမလည်လဲဘာမှကြောက်စရာမလိုဘူးပူပင်စရာမလိုဘူးဘာကြောင့်လဲဆိုတဲ့အခါကျတော့အမတို့ရဲ့ digital business မှာဆိုရင် IDUB ဝင်ရောက်လုပ်ကိုင်တယ်ဆိုတာနဲ့automatic အမတို့မှာမန်တာနဲ့ coach ကိုချထားပြီးသားဖြစ်တယ် coach နဲ့ဒီကိုယ့်ရဲ့မန်တာတွေကအသေးစိတ်ကိုသင်ပေးတာဖြစ်တယ်ပြပေးတာဖြစ်တယ်ဒီအတွက်ကြောင့်လောက်ကြရတာအရန်လွယ်ကူတယ်ဒါကြောင့်မို့လဲဒီ business ကိုအမကရွေးချယ်ပြီးတော့ဝင်ရောက်လောက်ကြခြင်းဖြစ်တယ်အခုဆိုလို့ရှိရင်ပေါ့နော်အမတစ်နှစ်တာအတွင်းမှာလောက်ကြခြင်းအဖြစ်အမရဲ့သင်ယူလေ့လာမှုတွေအသိပညာအတတ်ပညာတွေ technology ဘိုင်းတွေကအစတိုးတက်လာတယ်ဆိုတာကိုသက်သေပြတယ်အရင်တော့ဆိုလို့ရှိရင်အမဒီပုံစံမျိုးလည်းမဟုတ်ဘူးဒီ style မျိုးလည်းမဟုတ်ဘူးပေါ့နော်အခုဆိုလို့ရှိရင်တစ်နှစ်တာအတွင်းမှာသင်ယူလေ့လာခြင်းအဖြစ်ကိုယ့်ကိုယ်သွင်းညံသွေးရအစအတွေးခေါ်ရအစအများကြီးပဲတိုးတက်မြင့်မာလာတဲ့ဆိုတဲ့အကြောင်းကိုလာရောက်သက်သေပြခြင်းဖြစ်တယ်အမတို့လုပ်ငန်းမှာဆိုရင်မြန်မာလူမျိုးတွေအများကြီးနိုင်ငံအသီးသီးမှာစီကြတယ်စီတဲ့အတွက်ကြောင့်ဘယ်နေရာမှာပဲဖြစ်ဖြစ်လောက်ကိုင်လို့ရတယ်ဘယ်ကိုပဲသွားဒီဖုန်းနဲ့အင်တာနက်ရှိပြီဆိုရင်လောက်ကိုင်လို့ရတယ်အရင် flexible ကြတဲ့လုပ်ငန်းဖြစ်တယ် Thai freedom လည်းရတဲ့လုပ်ငန်းဖြစ်တယ်ဘယ်အချိန်ပဲဖြစ်လုပ်လို့ရတယ်ဒီ business လုပ်ငန်းဒီကိုယ့်ရဲ့ own business ကိုယ်ပိုင် business ဖြစ်တယ်ကိုယ်မှာအလုပ်တစ်ဖက်နဲ့မအားလို့နေမကောင်းလို့ခဏနားမယ်ဆိုပြီးတော့ရထားလဲရတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ own business ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုဘယ်သူမှ complaint ပေးမှုလည်းမရှိဘူးကိုယ့်ကိုဘယ်လိုပြောမလဲ pressure ပေး pressure လည်းမရှိဘူးကိုယ့်အပေါ်မှာပဲမူတည်တယ်ကိုယ်ဘလောက်သင်ယူလေ့လာမှုကိုရတယ်လဲကိုယ်ဘလောက်သင်ယူလေ့လာနိုင်တယ်လေ့လာရင်လေ့လာသလောက်အကျိုးကခံစား권တွေအများကြီးရှိတယ်နောက်တစ်ခုဒီလုပ်ငန်းမှာကကိုယ့်ရဲ့သားသမီးတွေကိုအမွေအပြည့်ဆက်ခံ권ရတယ်ဒီအတွက်ကြောင့်အမရွေးချယ်ခြင်းဖြစ်တယ်အမအသက်ကြီးလာပြီတနစ်ကိုမလုံနိုင်လို့ရနာတဲ့အချိန်မှာကိုသားသမီးနောက်ရေးအတွက်ကိုပြိုးပင်အနေနဲ့စိုက်ပေပြိုးပင်တပင်ကိုစိုက်ပြိုးတဲ့အနေနဲ့ဒီလုပ်ငန်းကိုစတင်ပြီးတော့လောက်ကိုင်ခြင်းတည်ထောင်ခြင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့မတို့ဒီသမီးတစ်ခုအမေတစ်ခုဖြစ်တယ်ကိုတစ်ခုခုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အိမ်ကနေပဲကွန်ပျူတာလေးနဲ့ဖုန်းနဲ့ AC ဒီ internet လေးနဲ့လောက်ကိုင်လို့ရတယ်ကိုယ့်ရဲ့သားသမီးကိုလည်းအမွေနေ့ဖြစ်စည်းဝါးတစ်ခုကိုပေးခဲ့လို့ရတယ်နောက်တစ်ခုကတော့အမတို့ရဲ့စူးစမ်းအောင်မြင်မှုနောက်ဆုံးပန်းတိုင်ပေါ့နော်ဒီပန်းတိုင်ကဘာလဲဆိုတော့ပင်စင်လစာ US ဒေါ်လာ9000ရှိတယ်ဒါကအစိုးရလုပ်ငန်းတွေလိုမျိုးနင့်အကန့်အသတ်နဲ့မကန့်သတ်ထားပါဘူး
ဆိုတဲ့အခါကျတော့ဒီလုပ်ငန်းမှာကိုစူးစမ်းမှုအချိန်ပြီးရင်ပေးသလောက်နဲ့ကိုစူးစမ်းမှုအတိုက်အတာပေါ်မူတည်ပြီးတော့ကို3နှစ်လား5နှစ်လား10နှစ်လားအဲ့ထဲတော့မကြိုဘူးအောင်မြင်သွားတဲ့သူဒီအလွန်ဆုံး9နှစ်ပဲ9နှစ်ဆိုရင်အောင်မြင်ခြင်းရဲ့ပန်းတိုင်ကိုရောက်လူနေပါရှိကြပါပြီ9နှစ်နဲ့6နှစ်10နှစ်ထက်ကိုကြော်ပြီးမသွားပါဘူးပင်စင်လာစာတွေရသွားကြတာရှိတယ်အခုအမတို့မှာဆိုလို့ရှိရင်အမတို့ရဲ့ course တွေဆိုလို့ရှိရင်2နှစ်3နှစ်နဲ့ပဲပေါ့နော်အောင်မြင်မှုပန်းတိုင်ရဲ့80%ကိုရောက်သွားကြပြီအားလုံးAACC နဲ့ပေါ့နော်ဒီလာစာတွေကိုလည်းဒေါ်လာ1000ချီစားနေရပြီဖြစ်တယ်ဒါကကိုယ့်ပေါ်မူတည်တယ်ကိုသင်ယူလေ့လာမှုနဲ့လှုပ်ဆောင်မှုပေါ်မှာပေါ့နော်ဒါကြောင့်မို့အမဒီလုပ်ငန်းကိုရွေးချယ်ခြင်းဖြစ်တဲ့အားလုံးကိုလည်းအမကဖိတ်ခေါ်တယ်ကိုဘဝအနာဂတ်ကောင်းဖို့အတွက်ကိုဘဝအနာဂတ်အေးချမ်းဖို့အတွက်ကိုရဲ့သားသမီးတွေအပေါ်မှာကိုလက်ဖြန့်တောင်းနေစရာမလိုပဲနဲ့ကိုယ်တိုင်အိမ်ကနေတက်တောင့်တက်တာစွာနဲ့အလုပ်လုပ်ပြီးတော့ဝင်ငွေစာလို့ရတဲ့လုပ်ငန်းဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုလာရောက်ဝေမျှပေးပြီးတော့အမရဲ့လုပ်ငန်းကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အမတို့ရဲ့ဒီ post တွေမှာအမတို့ရဲ့ website ချထားပေးပါတယ်အမရဲ့ website ကတော့ www.chimale.com ဆိုပြီးတော့ရေးထားတယ်အဲ့ဒါမှာ email နဲ့နာမည်လေးကို register လုပ်ပြီးဝင်ရောက်လေ့လာပါဒီလုပ်ငန်းရဲ့အသေးစိတ်ကိုတွေ့ရှိရမှာဖြစ်တယ်တော့အမတို့ကကြော်ညာလေးတွေ public ပေါ်မှာကြော်ညာလုပ်ငန်းကိုလုပ်နေရပေမဲ့ဒီ90 minutes ဆိုတဲ့ဒီရဲ့ဗီဒီယိုအကြောင်းပေါ့နော်လုပ်ငန်းအစအဆုံးကိုပြောမယ်ဆိုရင်အချိန်ကမရပါဘူးဒီအတွက်ကြောင့် website မှာတွားပြီးတော့ free ဝင်ရောက်လေ့လာလို့ရပါတယ်ဒီထက်မကအသေးစိတ်ကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ member ဝင်ပြီးတော့ $1 တစ်ကို member ဝင်ပြီးတော့လေ့လာခြင်းအပြင်လုပ်ငန်းရဲ့အသေးစိတ်ကိုသင်ကိုယ်တိုင်သိရမှာဖြစ်တယ်ဒီအတွက်ကြောင့်အမတို့ရဲ့လုပ်ငန်းကိုစိတ်ဝင်စားတဲ့ဆိုရင်ဖိတ်ခေါ်ပါတယ်အမကတော့ချစ်မလေးပါထိုင်းနိုင်ငံဘန်ကောက်မြို့မှာသမီးလေးတယောက်နဲ့နေပါတယ်စင်ကယ်မသားပါ thank you အားလုံးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်